ကြောလာမဟာတတိုင်းမှာကပီးမတန်တင်ထားတဲ့အစွမ်းတက်ကားတာနှစ်ပုတ်ထဲကဒုတိယကားတာတော့သို့မဟုတ်ဘာမဲ့ဆရာတော်ကြီးကိုနှိမွေနာတောင်တန်းကရှင်တငယ်လေးပေးခဲ့တဲ့ကားတာတော့မင်္ဂလာပါဒီကတော့စကြဝဠာမဟာတတိုင်းမှာကပီးမတန်တင်ထားတဲ့အစွမ်းတက်ကားတာနှစ်ပုတ်ထဲကဒုတိယကားတာတော်မြတ်ကြီးကျောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်စကြဝဠာမဟာတတိုင်းမှာကပီးမတန်တင်ထားတဲ့အစွမ်းတက်ကားတာနှစ်ပုတ်ထဲကဒုတိယကားတာတော်မြတ်ကြီးကတော့ဒေဝမဟိတိဒေဝတာအာရခတိယသမိန်ကားတာတော်မြတ်ကြီးပဲဖြစ်ပါတယ်ဒေဝမဟိတိဒေဝတာအာရခတိယသမိန်ကားတာတော်တိယသမိန်မေဗုဒ္ဓတစ်ထောတာရိပုဒ္ဒောစဓက္ခိနေဝါမအန်တိမောက္ကလာနောပူရတောပိရကတယံပစ္စည်းမေမမအာနန္ဒောစတုတ်တိတာခိနာတဝါတမန္တာလောကပါလာစအိနာဒေဝတာဗျမကာဣတိတံအာနုဘဝေနတပိဘယဥပတဝါအနေကအန္တရာယာပိဝိနတန္တုအတိတတောဒါကတော့စကြဝဠာမဟာတတိုင်းမှာကပီးမတန်တင်ထားတဲ့အစွမ်းတက်ကားတာနှစ်ပုတ်ထဲကဒုတိယကားတာတော်မြတ်ကြီးပဲဖြစ်ပါတယ်ဒေဝမဟိတိဒေဝတာအာရခတိယသမိန်ကားတာတော်ကြီးဟာဗုဒ္ဓမြတ်စွာဘုရားကိုအမှုထားပြီးအက္ခတာဝကယဟန္တာကြီးနှစ်ပါးဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ညီတော်အာနန္ဒာယဟန္တာမထေရအပါဝင်ဘုရားယဟန္တာနတ်မြမာတွေနဲ့ပေါင်းစပ်ဖွဲ့စည်းကြတဲ့ကားတာတစ်ပုဒ်လည်းဖြစ်ပါတယ်ဒီကားတာကြီးရဲ့အဓိပ္ပာယ်ကတော့ဘုရားတရားတန်ခါစတဲ့ယေနာသုံးပါးနဲ့ဒီယေနာသုံးပါးကိုဥထိတ်ထားတဲ့အလုံးစုံသောတမာရီဝနတ်တွေတာသနာတော်ဆောင်နတ်တွေအကြမ်းမင်းနဲ့နတ်မြမာတွေအထူးစောင့်ရှောက်ထိန်းသိမ်းကြရတဲ့ကားတာတော်ကြီးလည်းဖြစ်ပါတယ်ဒါပြင်ဒေဝမဟိတိဒေဝတာအာရခတိယသမိန်ကားတာတော်ကြီးကိုအလုံးစုံသောရုပ်ကစိုးနတ်တွေဘုံမဆိုးနတ်တွေအာဂါတဆိုးနတ်တွေလောကပါလနတ်မင်းတွေအာလိန်၅စင်းကိုစောင့်ကြပ်နေကြတဲ့အာလိန်ဆောင်နတ်မင်းတွေစကြဝဠာတတိုင်းကိုစောင့်ကြပ်နေကြတဲ့စကြဝဠာတတိုင်းဆောင်နတ်မင်းတွေကဘာဆောင်နတ်မင်းကြီးတွေတရားမင်းနဲ့တကွ33ကျိတ်သောနတ်မင်းကြီးတွေနဲ့မြမမင်းကြီးတွေစတဲ့များပြားလာတဲ့တမာရီဝနတ်မင်းကြီးတွေချစ်ခင်မြတ်နိုးကြတဲ့ကားတော်ကြီးလည်းဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ခန့်ကအမရဘူရခေအင်းဝခေကုန်းမောင်ခေတ်တွေမှာဒေဝမဟိတိဒေဝတာအာရခတိယသမိန်ကားတော်ကြီးကိုရှင်တငယ်ပိဋတော်လို့ခေါ်ဝေါ်သုံးဆွဲခဲ့ကြဘူးပါတယ်ဘာကြောင့်ဒီလိုခေါ်ဝေါ်သုံးဆွဲခဲ့ကြတာလဲဆိုရင်တော့အသက်အရွယ်အားဖြင့်9နှစ်အရွယ်သာရှိသေးပြီးသူ့ကိုယ်သူရှင်တငယ်လို့ပြောဆိုနေတဲ့ရှင်သာမဏေလေးတူဟာတညမှာဗားမယ်ဆရာတော်ကြီးထံကိုရောက်ရှိလာခဲ့ပြီးအရှင်ဘုရားဟာရှင်မင်းကိုးကွယ်ထိုက်တဲ့ဆရာတော်တစ်ပါးဖြစ်ခြင်းရင်အန္တရာယ်အားလုံးနဲ့အတိုက်အခံရန်အပေါင်းကိုကာကွယ်နိုင်ပြီးနိုင်ငံတော်တော်မှာတီလကုံတမာရီကုံပညာကုံတွေနဲ့ထင်မော်ကြော်ကြားခြင်းဒီကားတော်ကိုနေ့စဉ်ရုပ်ဖတ်ပေးပါလို့ဆိုပြီးဗားမယ်ဆရာတော်ကိုဆက်ကပ်သွားခဲ့ပါတယ်ဒါနဲ့ဗားမယ်ဆရာတော်ကကိုရင်လေးဘယ်เจ้าမှာသတင်းသုံးပါသေးလို့မေးမြန်းလိုက်တဲ့အခါမှာရှင်သာမဏေလေးကတပည့်တော်ဟာဟိမွေနာတောင်တန်းနီးရှင်တငယ်ကူမှနေထိုင်သတင်းသုံးပါတယ်လို့ပြောဆိုနဲ့ဥချရှိခိုးပြီးကျောင်းအောက်ကိုဆင်းသွားခဲ့ပါတယ်ဒီလိုနဲ့ဗားမယ်ဆရာတော်ကြီးရဲ့ကျောင်းပေါ်ကနေဆင်းချင်းဗားမယ်ဆရာတော်ကလည်းနောက်ကခက်ခွာနေပြီးလိုက်သွားခဲ့တဲ့အခါကျောင်းလေကားဝမှာပဲအဲ့ဒီရှင်တငယ်တာမဏေလေးကိုမတွေ့ရတော့ဘူးလို့ဆိုပါတယ်ဒါနဲ့ကျောင်းမှာရှိနေတဲ့ဦးစင်းတွေနဲ့ကိုရင်ကြီးတွေကိုဗားမယ်ဆရာတော်ကရှင်တငယ်လေးတစ်ပါးကျောင်းပေါ်ကနေဆင်းသွားတာတွေ့မိလားလို့မေးမြန်းကြည့်တဲ့အခါအဲ့ဒီရှင်တငယ်လေးကိုဝင်လာတာလည်းမတွေ့သလိုပြန်ထွက်သွားတာလည်းမတွေ့မမြင်ခဲ့ရကြောင်းဗားမယ်ဆရာတော်ကြီးကိုကျောင်းနေကိုရင်ကြီးတွေနဲ့ဦးစင်းတွေကပြန်လည်လျှောက်ထားခဲ့ကြပါတယ်ဒါနဲ့ဗားမယ်ဆရာတော်ကြီးလည်းအလင်းမြန်ဆိုသလိုပဲကျောင်းအပေါ်ဓာတ်ကိုပြန်တက်သွားပြီးရှင်တငယ်လေးကတ်လူသွားခဲ့တဲ့ဂါရပေရွာကလေးကိုဖတ်ကြည့်တဲ့အခါမှာဒေဝမဟိတိဒေဝတာအာရခတိယသမိန်ဂါရတော်ကြီးဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်အဲ့ဒီအချိန်ကစတင်ပြီးတိယသမိန်ဂါရတော်ကိုရှင်တငယ်ပိဋတော်လို့စတင်ခေါ်ဝေါ်သုံးဆွဲခဲ့ကြတာဖြစ်ပါတယ်တစ်ချိန်ကအင်းဝနေပြည်တော်ထဲမှာပလေယောဂါကာလာဝမ်းယောဂါတွေဖြစ်ပွားခဲ့စဉ်ကတိယသမိန်ဂါရဖြစ်တဲ့ရှင်တငယ်ပိဋတော်နဲ့ကုသကယ်မကြည့်တဲ့အခါထူးထူးခြားခြားလျင်မြန်စွာတက်တာပျောက်ကင်းသွားခဲ့တာကြောင့်အဲ့ဒီနောက်ပိုင်းအင်းဝနေပြည်တော်တစ်ခုလုံးမှာမြို့သူမြို့သားလူအများကိုရှင်တငယ်ပိဋတော်တွေကိုရုပ်ဖတ်စေခဲ့တဲ့အခါအင်းဝမင်းနေပြည်တော်တစ်ခုလုံးမှာထူးထူးခြားခြားအနာရောဂါတွေကက်ရောဂါတွေပလိတ်ရောဂါတွေအထူးကင်းရှင်းပပျောက်ခဲ့တဲ့အကြောင်း
ဗားမယ်ဆရာတော်ကြီးရဲ့မှတ်တမ်းတွေမှာထင်ရှားတွေ့ရှိခဲ့ရပါတယ်။ဒါအပြင်ရှင်သငယ်ပိဋလိုအမည်တွင်ခဲ့တဲ့ဒေဝမဟိတ်တီဒေဝတာအာရခတိယသမိန်ဂါရာတော်ကြီးဟာပထမကဘာစမီတောက်လောင်ခဲ့တဲ့အချိန်ခါတွေဒုတိယကဘာစစ်ဖြစ်နေတဲ့အချိန်ခါတွေမှာကတ်ကြော်ဂါရာဆိုတဲ့အမည်တစ်မျိုးနဲ့လောကလူသားတွေထဲမှာထင်ရှားကြော်ကြားခဲ့ပူပါတယ်။ဒါအပြင်စစ်ဘေးဒဏ်တွေပပျောက်စေဖို့နဲ့စစ်ဘေးအတွင်းတနတ်ဘေးကြီးစံဘေးဘုံစံဘေးအမြောက်လက်နက်ဘေးတွေကနေကင်းလွတ်စေဖို့အတွက်သူတော်ကောင်းသူမြတ်လောင်းနေနဲ့တာနာပြုဆရာတော်ကြီးတွေကဒီကတ်ကြော်ဂါရာကြီးကိုမြမာပြည်အနှံ့တော်ရောမြို့ပါမကျန်းလမ်းညုံပြတာပေးခဲ့ပြီးရွတ်ဆိုစေခဲ့တာကြောင့်ဘေးရန်ကင်းဝေးခြင်းအန္တရာယ်ကင်းဝေးခြင်းယောဂအနာကင်းဝေးခြင်းကတ်သုံးပါးကလွတ်မြောက်ခြင်းတွေရှိခဲ့မှုပါတယ်။ဒါအပြင်ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာပဲကလေးတငယ်တွေဟာကြောက်ယောဂဝတ်သက်ယောဂနှပ်ဖျားယောဂနဲ့ပလိယောဂတွေဖြစ်ပွားခဲ့ပြီးတော်ရောမြို့ပါမကျန်းကူးဆက်ပြန့်ပွားခဲ့တာကြောင့်လူအသေးပြောက်များခဲ့ပူပါတယ်။အဲ့ဒီအချိန်တုန်းကလည်းတောရစောက်တီးပြီးတမထာတရားနဲ့ဝိပဿနာတရားတွေကိုကျင့်ကြံအားထုတ်နေကြတဲ့ဘုန်းတော်ကြီးတွေလောကီဆရာကြီးတွေနဲ့ယတိကြီးတွေအပါအဝင်သူတော်စင်သူတော်ကောင်းကြီးတွေဟာဒေဝမဟိတိဒေဝတာအာရခတိယသမိန်ဂါရာတော်ကြီးကိုတော်ရောမြို့ဝါမကျန်းနေရာနှံ့ဖြန့်ဝေပြီးရွတ်ဖတ်စေခဲ့ပါတယ်ဒီလိုရွတ်ဖတ်စေခဲ့တာကြောင့်ထူးထူးခြားခြားအံ့ဩစရာကောင်းလောက်အောင်ယောဂဝေဒနာတွေပျောက်ကင်းခဲ့ကြပူပါတယ်အဲ့ဒီအချိန်တုန်းကလည်းဒေဝမဟိတိဒေဝတာအာရခတိယသမိန်ဂါရာတော်ကြီးကိုကတ်ကြော်ဂါရာတော်လို့လူအများကခေါ်ဝေါ်ခဲ့ကြပါတယ်တကယ်တမ်းမှာတော့ဒီဂါရာတော်ကြီးကိုစัจ java လာတိုင်းမှာကပိမတန်တင်ထားတဲ့အမည်အရဒေဝမဟိတိဒေဝတာအာရခဂါရာတော်ပဲဖြစ်ပါတယ်ဒါပေမဲ့ခေတ်အဆက်ဆက်မှာဒီဂါရာတော်မြတ်ကြီးကိုရှင်သငယ်ပြိတ်လို့လဲခေါ်ဆိုခဲ့ကြသလိုကတ်ကြော်ဂါရာတော်လို့လဲခေါ်ဆိုခဲ့ကြပြီးဒီနေ့ခေတ်မှာတော့အလွယ်ဆုံးအပြားစွတ်ခေါ်တဲ့အနေနဲ့တိယသမင်ဂါရာတော်လို့ခေါ်ဆိုနေကြဆဲပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီလောက်ဆိုရင်တော့စัจ java လာတိုင်းမှာကပိမတန်တင်ထားတဲ့ဒုတိယဂါရာအကြောင်းကိုသိလောက်ပြီလို့ထင်ပါတယ်ဓမ္မမိတ်ဆွေတွေအားလုံးစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာ